မနာလိုသူများအကြောင်းလူအချို့ဟာတင့်ရှိမှာတော့အတူရဲမောပြုံးပျော်နေပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့တင့်နေရာကိုအစားထိုးချင်နေကြတာပါသူတို့ဟာတင့်ရဲ့မိတ်ဆွေကောင်းတွေလိုဟန်ဆောင်နေတတ်ပေမဲ့တကယ်တော့တင့်ကိုတိတ်တဆိတ်ပြိုင်ဆိုင်နေကြသူတွေပါတင်ကသူတို့ကိုမိသားစုဝင်တွေလိုသဘောထားပြီးလမ်းပြပေးခဲ့ပြီးမဲ့သူတို့ကတော့တင့်ရဲ့လှုပ်ဆောင်ချက်တွေကိုအတုခိုးပြီးတင့်ရဲ့ကြာရှုံးမှုကိုပဲစူတောင်းနေကြပါတယ်။ဘာကြောင့်သူတို့မနာလို့ဖြစ်ရတာလဲ။တကယ်တော့တင်တစ်ခုခုမှားလို့သူတို့ကတင့်ကိုမုန်းနေတာမဟုတ်ပါဘူး။တင်ကသူတို့ထက်ပိုတော်နေလို့ပိုပြီးထွန်းတောက်နေလို့ပဲဖြစ်ပါတယ်။အချို့လူတွေဟာတင်အောင်မြင်နေတာကိုကြည့်ပြီးအားပေးတဲ့အောင်ဟန်ဆောင်တတ်ကြပေမဲ့ကွယ်ရာမှာတော့တင်ပဲတော့လဲကြမလဲဆိုတာကိုပဲစောင့်ကြည့်နေတတ်ကြပါတယ်။တင်လဲကြသွားတဲ့အခါသူတို့ကလက်ခုပ်တီးပြီးဝမ်းသွားကြလိမ့်မယ်။ဒါပေမဲ့တင်အောင်မြင်နေတဲ့အချိန်မှာတော့သူတို့ဟာဘာမှမပြောနိုင်ပဲနှုတ်ဆက်သွားကြမှာပါ။တတိထားပါမနာလိုခြင်းဆိုတာမျက်နှာဖောင်းအမျိုးမျိုးဆွတ်ထတ်တတ်ပါတယ်။သူတို့တင့်ကိုစောင့်ကြည့်နေပါလိမ့်မယ်။တင့်အချောင်းကိုအတင်းအဖင်းနေပြောနေပါလိမ့်မယ်။ဒါပေမဲ့တခုတော့မှတ်ထားပါ။တင့်အတွက်ကံတရားကတတ်မှတ်ပေးထားတဲ့အောင်မြင်မှုတွေကိုတော့သူတို့ဘယ်တော့မှတားဆီးလို့မရနိုင်ပါဘူး။ဒါကြောင့်ဘသူတွေဘလို့ပဲမနာလိုဖြစ်နေပါစေ။တင်ကတော့ဆက်ပြီးထွန်းတောက်နေဖို့ပဲလိုပါတယ်။တင့်ရဲ့အောင်မြင်မှုကပဲသူတို့ကိုအကောင်းဆုံးအဖြေပြန်ပေးပါလိမ့်မယ်။သူတို့ဟာတင်လိုမဖြစ်နိုင်တဲ့အတွက်ကြောင့်ဒါတင့်ကိုမုန်းနေကြတာပါ။